ဒါကတော့ခမရပါဒါမဲ့အခုခေတ်ခမရတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကကြောက်ခေတ်မှာလူဖြစ်နေတဲ့ခမရပါခမရရဲ့နေ့စဉ်တောင်းဝင်ရတော့ရိုးရိုးရှင်းရှင်းလေးပါပဲအမဲလိုက်မယ်စားမယ်အိတ်မယ်မျိုးပွားမယ်ဒါပါပဲအလုံးနောက်ကြလို့စူခံရမှာပူစရာမလိုသလိုလာသာဖြတ်ခံရမှာလည်းကြောက်စရာမလိုပါဘူးဒါပေမဲ့ခမရတယောက်တည်းမဟုတ်ပါဘူးအစုအဖွဲ့တယ်အဲ့ဒီအဖွဲ့ထဲမှာခမရနဲ့တဲ့ရတဲ့သူရှိသလိုခမရကိုကြည့်နေရတဲ့သူတွေရှိနေမှာပါခမရရဲ့နေ့စဉ်ဘဝလွတ်လပ်တယ်ရိုးရှင်းတယ်ဆိုပေမဲ့တစ်ဖက်မှာတော့တောကောင်တွေရဲ့အနေရရာသီဥတုဘေးဒဏ်နဲ့အဖွဲ့တွေကလူတချို့ရဲ့ရံပြုတ်မှုတွေကခမရရဲ့လုံခြုံရေးကိုစတင်ချင်းချောက်လာပါပြီဒီကဘာမှာလူတိုင်းအကန့်အသတ်မရှိတဲ့လွတ်လပ်ခွင့်ရှိကြတယ်အဲ့ဒီတော့ခမရခက်ခက်ခဲခဲအမဲလိုက်ထားတဲ့အသားကိုတယောက်ယောက်ကလာလူစားရင်တော့ခမရဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးပြန်ချရင်လေခမရသေဖို့ကများပါတယ်ဒါအပြည့်အဝလွတ်လပ်ခွင့်ရဲ့ဘေးထွက်ဆိုးကျိုးတွေပါဒါဆိုအဖွဲ့တွေကနေထွက်သွားတော့မယ်ခင်ဗျာစဉ်းစားရမလားမရရမအောင်လူဆိုတာတယောက်တည်းနေလို့အဆင်မပြေပါဘူးအထူးသဖြင့်ခင်ဗျာရောက်နေတဲ့ဒီကြောက်ခက်ကြီးတွေမှာပေါ့အခုခင်ဗျာရဲ့ဘဝလွတ်လပ်မှုနဲ့အကြောက်တွေကတပြိုင်တည်းပြည့်ဝနေတာပါဒီတော့ခင်ဗျာစဉ်းစားရပါပြီအသက်ရှင်လို့အတွက်လုံခြုံမှုကလည်းလိုတယ်ဒါပေမဲ့လွတ်လပ်ခွင့်ကိုလည်းမစွန့်လွတ်ချင်ဘူးဒီကိစ္စကိုခင်ဗျာဘယ်လိုဖြေရှင်းမလဲဒါကတော့ပညာရှင်တွေစဉ်းစားခဲ့ကြတဲ့ idea တွေပါပထမဆုံးကတော့ဒီဘဲကအင်္ဂလိပ်နိုင်ငံရေးပညာရှင်သောမတ်ဟော့စ်လို့ခေါ်ပါတယ်သူကလူသားတွေကတဘောအရာတဝူကောင်းဆန်ပြီးလောဘကြီးရဲ့လို့ယူဆပါတယ်အုတ်ချုပ်သူသားမရှိရဲ့လူဘဝရက်ဆက်အထီးကျန်ပြီးတိုးတောင်းနေလိမ့်မယ်လို့သူကဆိုခဲ့ပါတယ်ကဲအခုသူ့ရဲ့အယူဆတိုင်းခမရအဖွဲ့ရဲ့ခေါင်းဆောင်လုံးလိုက်မယ်ဆိုပါစို့ဒါဆိုရင်တော့ဂုံယူရတယ်ခမရကမ္ဘာပထမဆုံးအကျွမ်းမဲ့အာဏာရှင်ဖြစ်သွားပါပြီအခုခမရမှာအာဏာအပြည့်ရှိပါပြီအဖွဲ့သားတွေရဲ့လွတ်လပ်ခွင့်ကိုလည်းကန့်သက်လို့ရသလိုတာဝန်တွေလည်းပေးလို့ရပါပြီအဖွဲ့သားတွေကလည်းခမရရဲ့ဥဆောင်မှုနောက်ကိုမေးခွန်းမထုတ်ဘဲလိုက်ကြပါဒါပေမဲ့ဒါကအလကားတော့မရပါဘူးအပေးယူလို့ရှိပါတယ်ခမရကအဖွဲ့သားတွေကိုတောအောင်တွေနဲ့ရာသီဥတုချမ်းကနေကာဝယ်ပေးရပါမယ်အတူချုံပြောရရင်ခမရကလုံခြုံမှုနဲ့ငြိမ်းချမ်းရေးကိုပေးမယ်သူတို့ကခမရကိုလွတ်လပ်မှုနဲ့နာမည်မှုပြန်ပေးရပါမယ်ဒါကပထမဆုံး social contract ပါပဲမြန်မာလူဆိုရင်တော့လူမှုပရိညာလို့ခေါ်ပါတယ်ဒါပေမဲ့တခြားရှုထောင့်တွေကျွန်တော်တို့ကြည့်လိုက်အောင်ခမရရဲ့အဖွဲ့သားတိုင်းမှာအသက်ရှင်ပိုင်ခွင့်လွတ်လပ်ခွင့်နဲ့ပိုင်ဆိုင်ခွင့်ဆိုတဲ့မွေးရပါအခွင့်အရေးတွေရှိကြပါတယ်တကယ်လို့ခမရရဲ့အာဏာကိုအသုံးယူပြီးတော့အဲ့လိုအခွင့်အရေးတွေကိုလိုအပ်တာထက်ပိုပြီးတော့ချုပ်ကန်ရှယ်လာမယ်ဆိုရင်တော့ဒီဘဲနဲ့တိုးတော့မှာပါဒီဘဲမဟုတ်ပါဘူးဒီဘဲနဲ့မဟုတ်သေးပါဘူးဒီဘဲပါသူကတော့ဂျွန်လော့ခ်ပါသူ့ရဲ့ယူဆရာခမရရဲ့အာဏာကိုကန့်သက်ရမှာဒါမှခမရရဲ့အာဏာကိုအလွန်ကြုံအသုံးမပြုဘဲနဲ့အာဏာရှင်မဖြစ်တော့မှာခမရကမျက်နှာပြောင်တိုက်ပြီးတော့ဆက်လက်ချဲလဲနေဦးမယ်ဆိုရင်အဖွဲ့သားတွေကခမရကိုတော်လန်ပိုင်လို့ရှိပါတယ်ခမရဝိုင်းပြီးကြတယ်ပြီးတော့ခမရနေရာမှာသူတို့လူလားတဲ့ခေါင်းဆောင်တွေကိုတင်မြောက်ကြမှာပါအခုခမရကိုအာဏာရှိတဲ့ခေါင်းဆောင်လို့ယူဆနေတော့လားဒီဘဲအမြင်ရဆိုရင်တော့မှားသွားပါပြီဒီဘဲပါသူ့ရဲ့နာမည်ကတော့ဒီလိုပါကျွန်တော်လည်းအတန်မထွက်တတ်ပါဘူးဒီဘဲကအာနာဆိုတာတဦးတယောက်တည်းစီမှာရှိတာမဟုတ်ပဲအဖွဲ့အစည်းတစ်ခုလုံးစီမှာရှိတာလို့ဆိုလိုရတယ်ခမရကခေါင်းဆောင်ဆိုတာတဲ့သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရတဲ့ကိုယ်စားလှယ်တယောက်သာဖြစ်ပါတယ်ခမရကအဖွဲ့ရဲ့ကောင်းကျိုးအတွက်ဆိုရင်ကိုယ့်အတ္တကိုဘေးရွယ်ထားရပါမယ်ဒါကိုသူက general will လို့ခေါ်ပါတယ်သူ့ရဲ့အတွေးခေါ်ကဒီနေ့ခေတ်ဒီမိုကရေစီနဲ့ပြည်သူ့အာဏာဆိုတဲ့အယူဆတွေနဲ့အခြေခံဖြစ်လာပါတယ်ဒီတော့အခုမြင်ကြတဲ့အတိုင်းပါပဲ social contract ဆိုတာခမည်းနဲ့အဖွဲ့သားတွေကြားယုံကြည်မှုပေါ်တည်ဆောက်ထားတာပါအဓိကခမည်းမဟုတ်ပါခမည်းရဲ့အဖွဲ့သားတယောက်ချင်းစီကလည်းအရေးပါပါတယ်ဒီတော့လူမှုပရိညာလို့ခေါ်တဲ့ social contract ဆိုတာအပေးယူတစ်ခုပါပဲအစိုးရနဲ့ပြည်သူကြားကမမြင်ရတဲ့သဘောတူညီမှုတစ်ခုပါကျွန်တော်တို့ရဲ့အကန့်အသတ်မရှိတဲ့လွတ်လပ်ခွင့်တချို့ကိုပေးရလိုက်ပြီးတော့အစိုးရစီကနေလုံခြုံမှုနဲ့အခွင့်အရေးကိုပြန်လည်ရယူတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်ထင်တိုင်းရှောက်လို့မရတာကိုမုန်းတဲ့သူကိုစိတ်ရှိလက်ရှိသွားရိုက်ရမရဒါမှမဟုတ်ကိုတုံးလုံးနဲ့လမ်းပေါ်မှာရှောက်ပြေးလို့မရတာလေဒီလူမှုပရိညာလို့ခေါ်တဲ့ social contract ကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကအစိုးရအချမှတ်ထားတဲ့ဥပဒေတွေကိုလိုက်နာဖို့လိုအပ်တယ်လို့တစ်ဖက်မှာလည်းအစိုးရကိုဝေဖန်ခွင့်အစိုးဆုံးအခြေအနေမှာတော်လန်ပုံမှန်ခွင့်တွေပါရှိပါတယ်ကဲဒီနိုင်ငံရေးအတွေးခေါ်တွေကိုသိသွားပြီဆိုတော့
ခင်ဗျာကြောက်ဖြစ်ကိုပြန်သွားတဲ့အခါမှာတော့ကောင်းမွန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ